Iran ကနော် Iran ကဂျူးလူမျိုးတွေကိုလူမျိုးသုံးတပ်ဖြတ်မယ်ဆိုပြီးတစ်ချိန်လုံးကြွေးကြော်လာတဲ့နော် Khamenei သူရဲ့ဘာတိုင်းခေါင်းဆောင်က Supreme Leader လို့ခေါ်တယ်အထွတ်ထိပ်ခေါင်းဆောင်ဒီခေါင်းဆောင်က February လ28မှာတည်ပြီးတော့မှနှစ်ရက်အကြာမှာ Israel နိုင်ငံမှာဘာပွဲကျင်းပလဲဆိုတော့ The Festival of Purim ပြောချင် Purim ဆိုတာကဓမ္မဟောင်းအတ္တထာဝတ္ထုထဲမှာ Israel ကိုလူမျိုးသုံးတပ်ဖြတ်မယ်ဆိုပြီးတော့မှအကြံစီနဲ့နန်းတော်မှာကြွေးကြော်လာတဲ့ဟာမန်တည်သွားတဲ့နောက်နှစ်ရက်မှာဖြစ်တယ်ဒါ CNN တို့ BBC တို့ကဒီသတင်းတွေပြောမှာမဟုတ်ဒါက prophetic တကြောပြန်လက်လာဒီ Khamenei ဆိုတာက Israel ကိုကမ္ဘာမြေပုံကနေဖြတ်ပြီးတော့မှလူမျိုးသုံး Israel လူမျိုးကိုရှင်းမယ် nuclear လက်နဲ့လုပ်နေတဲ့လူဖြစ်တယ်ဒါပေမဲ့ तू ရှင်းမယ်လို့ကြွေးကြော်နေတဲ့ तू တီဆောက်နေတဲ့ဒုံးကျည်လက်နဲ့ပဲ तू ကိုယ်နိုင်ပါလေပြန်ပြီးတော့ပြစ်ခံရတာတေသွားတာအေးတထာဝတ္ထုထဲမှာဟာမန်ကဂျူးလူမျိုးတွေကိုတတ်ဖို့အတွက်နော်ဘာလဲဆိုတော့မော်ဒကဲကိုကျိုးဆွဲပေးဖို့အတွက် तू ဆောက်ထားတဲ့အဲ့ဒီကျိုးကွင်းထဲမှာပဲ तू ကိုယ်နိုင်ပါလေတေသွားတာကျိုးပေးခံအဲ့တော့အဲ့ဒီလူကဓမ္မဟောင်းထဲမှာလောက်သွားတဲ့အတိုင်းအခုဖြစ်နေတာဟာမန်ကဘာပြောလဲဆိုတော့ဂျူးလူမျိုးအားလုံးတတ်ရမယ်ဘာဆိုရင်မော်ဒကဲကတကယ်ဆောင်ဟာမန်ကမူးမကြီးရှင်မင်းကချီးမြှောက်ထားတဲ့သူ तू ကတကယ်နိုင်ငံတော်အကြီးအကဲလို့ပြောလို့ရတယ်အခုဆိုရင် Khamenei ကပါလေနိုင်ငံတော်အကြီးအကဲဓမ္မဟောင်းအေးတထာဝတ္ထုထဲမှာတော့ဟာမန်ပေါ့ဂျူးလူမျိုးတွေကိုအပြတ်ဖြုတ်မယ် तू ကြွေးကြော်ပြီးတော့သူ့ရဲ့အာဏာနဲ့သူ့ရဲ့ပါဝါနဲ့ရှင်မင်းမှာ तू ချင်းကပ်တာဘာပြောလဲဆိုတော့ဂျူးလူမျိုးတွေကိုတတ်ခွင့်ပေးပါအဲ့တော့ဖြစ်ချင်တော့မိဘမဲ့ဖြစ်တဲ့အေးတထာကဖြစ်ချင်တော့အဲ့ဒီဘယင်ကလေဒါကတိုက်ဆိုင်မှုမဟုတ်ဖခင်ရဲ့အကြံစီဖြစ်တယ်ဟာလေလုယာဒီနေ့တိုင်းနိုင်ငံတွေမှာဖြစ်နေတဲ့အရာအားလုံးဖခင်အကြံစီဖြစ်တယ်ဖခင်ကမပါဘူးလို့ပြောလို့မရဘူးတမိုင်းထဲမှာအမေရိကန်မှာနော်ဥရောပမှာနောက်ပြီးတော့အာရပ်နိုင်ငံမှာအရှေ့တောင်အာရှမှာဖခင်ကတိုင်းနိုင်ငံနဲ့အလုပ်လုပ်တော့ဖခင်ဖြစ်တယ်ယေရမိအနာဂတ်ကျမ်း49 34နဲ့36ဒါက prophet ယေရမိကအီရန်နိုင်ငံအကြောင်းကို prophet ပြုထားတဲ့ဟာဒါလေးလည်းနဲ့ထူးခြားမှုရှိဖတ်ကြည့်အောင်ပိုင်းငယ်34ဒီချမ်းချက်ကအခုတော်တော်လေးအသက်ဝင်လာတယ်ပေါ့နော်အခုဒီမှာပြောထားတဲ့ prophet ယေရမိလက်ထက်က prophet ပြုထားတဲ့အီလန်ပြည်ဆိုတာကအခုအီရန်နိုင်ငံဖြစ်တယ်ကောင်းကင်ဘုရားရှင်ထားပြမိန့်တာကအီလန်ဤလေးတီးဟူတော့လေးဆိုတာပါလေမြားလက်နဲ့ကိုပြောတာအီလန်ရဲ့လေးကိုပြောတာလေးဆိုတာမြားလက်နဲ့အခုအီရန်ကကဘာပေါ်မှာနိုင်ငံတိုင်းကိုအထူးဖြင့်တော့အမေရိကန်နဲ့အစ္စရေးကိုချိန်ချောက်တဲ့အရာကပါလေဆိုတော့သူတို့ကနံပါတ်1နျူကလ িয়ার လက်နဲ့ဖြစ်တယ်နျူကလ িয়ার လက်နဲ့မရသေးခင်မှာသူတို့ဘာနဲ့ချိန်ချောက်လဲသူ့နိုင်ငံမှာ drone တွေ missile တွေပေါ့ဒုံးကျည်လက်နက်တွေရှိတယ်အဲ့တော့တမဟောင်းမှာတော့ဒုံးကျည်လက်နက်တွေမရှိသေးတဲ့အတွက်အခုခေတ်ကဘာလဲဆိုတော့သူတို့ကစစ်ရေးပြနော်အခမ်းအနားတွေကျင်းပတဲ့အခါအီရန်ကဘာလုပ်လဲဒုံးကျည်လက်နက်ပေါင်းများစွာသူ့နိုင်ငံကတီထွင်ထားတဲ့ဟာတို့ပေါ်ပြအဲ့ဒီဒုံးကျည်လက်နက်တွေအားလုံးကဘာလဲအဲ့ဒါလေးပဲလေးများလက်နက်ပေါ့ဒါပေမဲ့ဖခင်ကဘာပြောဆိုအီလန်ရဲ့လေးတီဟူတော့သူရဲ့အစွမ်းတတိအထုံးမဲ့သူကဘာဆိုဒီဒုံးကျည်လက်နက်တွေ missile တွေ ICBM တွေဟုတ်တယ်မလားသူရဲ့ဒီ supersonic ဒုံးကျည်လက်နက်တွေကို तू ကအရန်ကုန်ယူဝင်ကြွားနေတာသူရဲ့အစွမ်းတတိအဲ့ဒါအခုတော့မှအစွဲတစ်ခုလုံးပြိုကျလို့မတက်ဖြစ်သွားပြီနိုင်ငံကောင်းဆောင်တည်သွားပြီဒါပေမဲ့သူ့မှာကဘာတွေရှိတယ်လဲဟာမနှဲဘူးမြေအောက်လိုင်ကောင်းထဲမှာရောအပြားကြီးပဲသူတို့ဝက်ထားပုံးထားတဲ့လေးလက်နက်တွေဒုံးကျည်လက်နက်တွေအများကြီးပဲအဲ့ဒါတွေနဲ့ပြန်ပြီးတော့တိုက်ခိုက်တယ်တကယ်လို့ဒါအခုအချိန်မှာသမ္မတထရမ့်နဲ့အစ္စရေးကမတိုက်ခဲ့ရင်အခုဒီလောက်ထိတိုက်ခိုက်တာတော့မှသူတို့အရှုံးမပေးပဲပြန်တိုက်အသေးခံတိုက်နေတဲ့သဘောပဲဘာလို့ဆိုသူတို့ရဲ့ခေါင်းဆောင်လည်းမရှိတော့ဘူးနိုင်ငံကလေဝေဟင်ကနဲ့သူတို့ဘာမှမတိုက်ခိုက်နိုင်တော့သူ့မှာရှိတဲ့တရုတ်ကပေးထားတဲ့နော်နောက်ဆုံး generation radar စနစ်တွေအားလုံးပြတ်ကုန်လေရင်အစီးပေါင်း200 Israel ကနဲ့ဝင်တာတစည်းမှမမိဘူးဗျ
အမေရိကန်လေအစည်း100ဆိုအစည်း300ဝင်ပြီးတော့တိုက်တာဆောနာကနော်တရုတ်ပြည်ကထောက်ပံ့ထားတဲ့နောက်ဆုံးပေါ်ပါဆိုတဲ့ရေဒါစနစ်တွေကတခုမှပါလဲမဖမ်းနိုင်ဘူးအဲ့တော့ဒီနိုင်ငံရဲ့နည်းပညာဘယ်လောက်ထိမြင့်လဲဆိုတာလည်းဒါစဉ်းစားလို့ရတယ်ဟုတ်တယ်မလားအဲ့တော့သူ့မှာရှိတဲ့လေးလက်နဲ့တွေအားလုံးကိုချိုးမယ်တဲ့ဗျာငါချိုးမယ်ဘာလို့သူ့နိုင်ငံရဲ့မော်တိုကဘာလဲဆိုတော့ dead to America dead to Israel ဒါပဲခေါင်းဆောင်တစ်လျှောက်ပြောပြီးတော့ချိန်ဝါလာတဲ့အရာက dead to America dead to Israel ဒါကြောင့်သူ့မှာ nuclear လက်နက်တာတကယ်လို့ရှိခဲ့မယ်ဆိုရင် America နဲ့ Israel ကိုတကယ်တိုက်ဖို့အတွက်တော့မလေးဘူးဘာလို့သူတို့ရဲ့ theology ကမားနေတယ်နိုင်ငံခေါင်းဆောင်ကနိုင်ငံရေးအမြင်နဲ့ကြည်တာထက်ဘာသာရေးအမြင်နဲ့ကြည်ပြီးတိုက်ခိုက်နေတာဖြစ်တယ်သူတို့ရဲ့ယူဆတဲ့ဓမ္မအသွေးခေါ်ကဘာလဲဆိုတော့ကဘာကြီးကိုရှာရီယာလောကလွှမ်းမိုးရမယ်မွတ်စလင်ကအုပ်စိုးရမယ်အဲ့ဒီ theology အကြောင်းမို့ဒါကဘာလဲဆိုတော့လက်နဲ့နီးပညာထက်ခေါင်းဆောင်တွေမှာရှိတဲ့ ideology လို့ခေါ်တယ်အသွေးခေါ်ကြံစီတွေကအင်မတန်မားနေပြီမွတ်စလင်နိုင်ငံတွေဒီနိုင်ငံတွေကတဲ့နော်အီရန်အစိုးရပြုတ်ကျရေးကိုသူတို့လိုလားတယ်ဘယ်မွတ်စလင်နိုင်ငံတွေလဲပြောတဲ့အခါကျတော့ဆော်ဒီအာရေဗျကာတာ UAE ဘာရိန်းဂျော်ဒန်အီဂျစ်အားလုံးဒီမွတ်စလင်နိုင်ငံတွေကအီရန်နိုင်ငံအစိုးရအပြုတ်ကျရေးကိုသူတို့ထောက်ခံနေတယ်ဘာလို့အစွန်းရောက်ဘာသာရေးနဲ့အုပ်ချုပ်တာတစ်ဖက်မှာလည်းဗာရေးတာဒီမွတ်စလင်နိုင်ငံတွေကအီရန်သမ္မတနဲ့အစိုးရပြုတ်ကျရေးကိုသူတို့ရှုံချတယ်အဲ့ဒီမွတ်စလင်နိုင်ငံတွေရေးထားတာဘယ်နိုင်ငံလဲဆိုတော့ United Kingdom France Spain ဒီနိုင်ငံတွေကရှုံချတယ်ဟာတာသဘောနေတယ်ရေးထားဒါပေမဲ့တကယ်လည်းအဲ့လိုဖြစ်သူတို့အချင်းချင်းတော့မှအဲ့လိုသိနေအယူဝါဒတွေမားနေတယ်ဆိုအဲ့တော့ပရောဖက်ပြည်စုံခြင်းကိုဘာဖြစ်လို့ဒီမှာဒီနိုင်ငံကိုချိန်ထိုးပြီးတော့ကျမ်းစာနဲ့ပြောရတယ်လေဆိုတော့တခုစဉ်းစားကြည့်အောင်တိုက်ဆိုင်မှုလေကျွန်တော်ဒါလူတွေကတော့တိုက်ဆိုင်မှုပြောမယ်ဒါပေမဲ့ကျမ်းစာတဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဒါတိုက်ဆိုင်မှုတော့မဖြစ်တော့ဘူးအီရန်နိုင်ငံကိုနော်အခုဘာသာရေးခေါင်းဆောင်တွေကနဲ့နိုင်ငံခေါင်းဆောင်တွေအရင်ကနိုင်ငံခေါင်းဆောင်တွေကိုဖြိုခွင်းပြီးတော့နော်အောင်မြင်ပြီးတော့ revolution တက်လာပြီးတော့ဒီနိုင်ငံကိုအုပ်စိုးတဲ့48နှစ်မြောက်မှာဒီနိုင်ငံကအစိုးရပြုတ်သွားတယ်အဲ့ဒီ48နှစ်မြောက်မှာဘယ်သူကတိုက်လဲဆိုတော့အမေရိကန်ရဲ့48နှစ်မြောက်48ရောက်မြောက်သမ္မတဖြစ်လာတဲ့ Trump ကဖယ်ရှားပလိုက်တေးသေးလေးအတင်းတော်မှာပဲလှုပ်တော့ဖျားမဟုတ် empire တွေနဲ့အလုပ်လုပ်နေတဲ့ဖျားဖြစ်တယ်ဖျားရှင်ဟာစူးစမ်းအာမင်အဲ့တော့ဒီဟာမန်ဆိုတဲ့သူကတကယ်အာဏာရှိတဲ့သူ့အာဏာကိုအသုံးပြုပြီးတော့မှဂျူးလူမျိုးကိုနော်ရှင်းပြဖို့အတွက်သူကြံစီအဲ့ဒီလိုကြံစီတဲ့အခါမှာဂျူးလူမျိုးကမတတ်နိုင်ဘူးဘလုံးမှသူ့ကိုတိုက်ခိုက်လို့မနိုင်ဘူးအဲ့တော့သူတို့မနိုင်တဲ့အတွက်ကြောင့်ဖြစ်ချင်တော့ဗာလဲဆိုတော့မိဘမဲ့ဖြစ်တဲ့အိတ္တထာကြောက်တည်ရနော်အိတ္တထာကမိဖုရားရွေးချယ်မယ်လို့ရှင်ဘင်ပြောတဲ့အခါမှာမိဖုရားပေါင်းမြောက်များဆိုတော့တို့သမီးကညာတွေအများကြီးပေါ်ပြတဲ့ထဲမှာရှင်ဘင်ကဘု து ကိုမျက်စိကျသွားတယ်ဟာအီရန်နိုင်ငံမှာချောရဲလာတဲ့မိန်းကလေးအများကြီးပဲယာနဲ့ခြေပြီးရှိတယ်အဲ့ဒီထဲမှာမှတယောက်တည်းတော့ဂျူးလူမျိုးအမျိုးသမီးကိုသူကြိုက်သွားတာဖုရားရဲ့မျက်နှာသာဟုတ်မဟုတ်ဖုရားကနောက်ကွယ်ကအလုံးလုံးနေတာဖြစ်တယ်တိုင်းတစ်ပါးကရှင်ဘင်တော်မှဂျူးလူမျိုးကိုတယောက်တည်းတော့ဂျူးလူမျိုးဒီမှာကဘာလဲအီရန်နိုင်ငံကအမျိုးသမီးကညာမြောက်များစွာထဲကနဲ့အိတ္တထာကိုမှသူကြိုက်သွားတာမိဖုရားတင်မြောက်တယ်ဒါပေမဲ့အိတ္တထာကဂျူးဖြစ်ကြောင်းသူတို့မသိဘူးကြည်စားဒါပေမဲ့ဘုရားရဲ့အလုတ်လုံနေပုံဒီနေ့ကျွန်တော်ပြောချင်တယ်ကျွန်တော်ရဲ့အသက်တာထဲမှာမထင်ရှားတဲ့နောက်ွယ်ကဘုရားအလုတ်လုံနေတယ်မထင်ရှားတဲ့နောက်ွယ်မှာဗာလဲဘုရားအလုတ်လုံနေနိုင်ငံရေးထဲမှာလည်းတည့်ရစီးပွားရေးထဲမှာမိသားစုထဲမှာဘုရားအလုတ်လုံနေအဲ့တော့လူတွေအများကြီးထဲမှာတင့်ကိုပဲဘုရားကမျက်စိသဘောကျပြီးတော့မှရွေးကောက်တယ်
အေးတထာကိုရေးကောက်အေးတထာမိဘမဲ့လို့ပြောတယ်မော်ဒကဲသူ့ရဲ့ချော့ပြောဦးလေးလို့ပြောတယ်တကယ်တော့သူဦးလေးမဟုတ်သူ့ရဲ့ဝန်ခွဲအကိုဘာလို့လဲဆိုတော့အေးတထာဝတ္ထုခန်းကြီးနှစ်ထဲမှာကြည့်လိုက်မော်ဒကဲရဲ့အဖေနဲ့အေးတထာရဲ့အဖေကညီကိုရင်းနေဒါကြောင့်တဝန်ခွဲ cousin first cousin တွေဖြစ်တယ်ဒါပေမဲ့အေးအသက်ရွယ်ကွာတဲ့အတွက်အေးတထာကမွေးစားတာသူ့သမီးလို့ကြည်စမ်းအဲ့တော့မော်ဒကဲကကြတော့တကယ်ဆောင်နန်းတော်မှာအခုကအေးတထာကမိဘမဲ့ကနဲ့မိဖုရားဖြစ်လာဖုရားရဲ့မျက်နှာတော်ခံစားအဲ့ဒီလိုဖြစ်လာတဲ့အခါမှာဆောနာကဟာမန်ရဲ့အကြံစီကိုမော်ဒကဲကတိသွားပြီတိသွားတဲ့အခါဘာပြောလဲဆိုတော့အိုးငါတို့မနိုင်တော့ဘူးသူဘာလုပ်လဲရှင်ဘင်ထားမှာမင်းဝင်ပြီးတော့ပြောပါဆိုတော့အေးတထာကတခါတည်းတုံလို့သွားတယ်သူဂျူးမိန်းကလေးဖြစ်ကြောင်းမသိဘူးနံပါတ်1နံပါတ်2ကရှင်ဘင်ကိုပြောပြီးတော့ရှင်ဘင်ကမျက်နှာတော်မပေးဘဲနဲ့အမျက်တော်ထွက်ရင်သူအသက်ခံရမှာဟာမန်ကိုထိတ်တိုက်ရင်ဆိုင်ဖို့လဲသူတို့မှအာဏာမရှိဘူးအခုကျွန်တော်ပြောပြမယ်အစ္စရေးကခါမာနီကိုထိတ်တိုက်ရင်ဆိုင်ဖို့အာဏာမရှိဘူးခွန်အားမရှိဘူးဒါပေမဲ့သူ့ကိုမျက်နှာတော်ပေးတဲ့သူအထက်ကသူ့ဆရာကြီးဒေါ်နယ်ထရန့်ကိုဖခင်ကမျက်နှာတော်ပေးတာဟာလေလုယာကျွန်တော်အဲ့လိုပဲပြောချင်တယ်ဟုတ်ပါတယ်ဒေါ်နယ်ထရန့်ကတော့တကယ်သူတော်စင်မဟုတ်ဘူးစိတ်မဟုတ်ပါဘူးဒါပေမဲ့ဖခင်အသုံးပြုနေတယ်ဆိုတော့ကျွန်တော်ညင်းလို့မရဖခင်ပိတ်သိမ့်ထားတယ်ဆိုတော့ညင်းလို့မရဘာလို့ဆိုအီရန်နိုင်ငံမှာခရစ်ယာန်ကမ္ဘာပေါ်မှာခရစ်ယာန်အတိုးတက်ဆုံးနိုင်ငံအီရန်ခရစ်ယာန်တွေကဆူတောင်းပြီးတော့မှ revival ဖြစ်နေတဲ့နိုင်ငံပဲဒီနိုင်ငံရဲ့ဆူတောင်းခြင်းယုံကြည်သူရဲ့ဆူတောင်းခြင်းကိုဘုရားနားညောင်းပြီးတော့ empire လိုမျိုးတော့မှဘုရားကင်မှုအတွက်တော်တော်တုံးဆုံးမဖို့အတွက်ဘုရားတုံးတာဖြစ်နိုင်တယ်ဣတိလလူတွေကိုဘုရားကမနာခံပြီးတော့ဆုံးမတဲ့အခါဘု து တုံးတယ်ဘာဘူးလုံတုံးတယ်မီဒိုပါရှောက်တုံးတယ် Greece ကိုတုံးတယ်ယောမကိုတုံးတယ်အဲ့ဒီလိုစေလွတ်တာဘုရားဒါကြောင့်ကျွန်တော်ပြောလို့မရဘူးဟုတ်ပါတယ်ဒီလူကနော်စကားဆိုးညစ်တယ်အကျင့်စိတ်ကြားနေဒါပေမဲ့ကဘာကြီးပြောင်းလဲဖို့ဘုရားကသူ့အကြံစီထဲမှာဘုရားကသူ့ရဲ့လက်ကင်တုံးနေနဲ့လဲသုံးတာဖြစ်နိုင်တယ်ဆိုတာကိုလည်းပြောလို့ညောင်ညင်လို့တော့မရဗင်နီဇွဲလားလိုနိုင်ငံသူ့နိုင်ငံကမြောက်များစွာထွက်ပြေးသိမ်းရှောင်ပြီးတော့ဒုက္ခရောက်တာအမေရိကန်မှာ refugee အများဆုံးကဗင်နီဇွဲလားရေနံအမတမ်းမှကျခရိယန်နေအဲ့တော့ဒီနိုင်ငံရဲ့ခေါင်းဆောင်ကိုဘုရားကပါလေဒေါ်နယ်ထရန့်ဆေလို့ပြီးတော့ဆုံးမလိုက်ဟုတ်တယ်မလားကျွန်တော်တစ်ဖက်မှာလည်းအဲ့လိုတွေ့တယ်ဘုရားကချစ်ချင်းမေတ္တာဘုရားဖြစ်တယ်ဒါတစ်ဖက်မှာလည်းဘုရားကဖြောင့်မတ်တော်ဘုရားဖြစ်တယ် justice အဲ့တော့ချစ်ချင်းမေတ္တာနဲ့ justice ဆိုတာကကျွန်တော်တို့နော်တစ်ဖက်ချင်းမတူချစ်ချင်းမေတ္တာဖြစ်လို့မတရားမှုကိုအမြဲတမ်းတီးခါတာမဟုတ်ဘူး justice လဲလာနော်တရားစီရင်ခြင်းလဲလာပါပဲအဲ့တော့ဒီမှာပြောချင်တဲ့အကြောင်းအရာက okay ခါမာနီတည်သွားပြီးတဲ့နောက်2ရက်မှာအစ္စရေးနိုင်ငံမှာပူရင်ပွဲကိုကျင်းပတယ်ပူရင်ပွဲဆိုတာဘာလဲအဲ့ဒီပူရင်ပွဲဆိုတာကဟာမန်လှုပ်ကြံတာကနဲ့ဣတိလလူတွေကအနိုင်ရပြီးတော့မှရှင်ဘင်ကဧတထာမန်ဧတထာကဂျူးလူမျိုးမှသူတိသွားတဲ့အခါမှာသူဘာပြောလဲဆိုတော့အဲ့ဒီလိုဂျူးလူမျိုးတွေကိုတတ်ဖို့အတွက်အကောက်ကြံကြတာဘာတူလဲတဲ့ရှာခိုင်းနောက်တစ်ခုကဘာလဲဆိုတော့တညလုံးရှင်ဘင်ကအိတ်လို့မရအောင်နော်ဆက်တော်ခေါ်လို့မရအောင်ဆက်တော်ခေါ်လို့မရတဲ့အခါမှာဖခင်ကသူ့နှလုံးသားကိုဘာနှူးဆော်လဲဆိုစာအုပ်ဟောင်းကိုလန်ကြည့်ပါတဲ့မိနစ်တွေကိုကြည့်လိုက်ပါနော် diary ကိုကြည့်လိုက်ပါဆိုတော့ရှင်မေတခါမှမကြည့်ဘူးတဲ့ diary ကိုပြန်လန်ကြည့်အဲ့ဒီခါမှာဘာပြောအိုးဒီမှာကြည်စမ်းမော်ဒကဲဆိုတဲ့လူကရှင်ဘေကိုတော်မြတ်ရဲ့အသက်ကိုတော်ကယ်ခဲ့တဲ့လူပဲတိုက်ဆိုင်အဲ့လိုတွေ့တဲ့အခါမှာဘာပြောလဲဆိုဟာဟုတ်ပါအဲ့တော့ငါကိုတော်မြတ်ကြီးကဒီမော်ဒကဲဆိုတဲ့လူကိုဥစ္စာဘာနာတွေနဲ့စူးချင်းမင်းခဲ့တဲ့အရာတွေရှိသလားမှတ်တမ်းမှာကြည့်စမ်းမရှိဘူးကိုတော်ဖျား
ဟာဒါဆိုရင်တော့သူ့ကငါစုကြီးကြီးချရမယ်ဖခင်ရဲ့အကြံကအဲ့တော့ဘယ်လိုစုချမလဲဆိုတော့သူလည်းအကြံမသိဘူးအဲ့တော့ဟာမန်ခေါ်တယ်ဘယ်လိုချမလဲလို့ပြောတော့လောက်ကြံတဲ့ဟာမန်ကသူ့ကိုချမယ်လို့စုချမယ်လို့သူထင်ပြီးတော့ဗာလဲကိုတော်မြတ်ရဲ့ဝတ်လုံတော်ကိုဝတ်ပြီးတော့မင်းဖြူတော်ကိုစီးပြီးတော့မြို့မှာတဲ့လက်ပတ်ပြီးတော့မှငါစုချတယ်ဒီလူကတကယ်ကိုနော်ကောင်းစားစေရမယ်သူ့ကိုယုံတည်လေးစားရမယ်ဆိုပြီးတော့ကြွေးကြော်ရမယ်တဲ့အဲ့တော့ရှင်မင်းကပါအမိန်ထုတ်လဲโอเคအမတန်ကောင်းတဲ့အကြံပါမောင်မင်းကြီးအဲ့ဒီလိုကြွေးကြော်တဲ့လူကတင်ကိုယ်တိုင်လောက်ပါလို့သူကကြွေးကြော်တဲ့လူဖြစ်လာအဲ့တော့ရှင်မင်းရဲ့ဥစ္စာမင်းမြောက်တစားတွေအားလုံးကိုဗာလဲမော်ဒကဲကိုဝတ်ခိုင်းပြီးတော့မှသူတတ်မယ်လို့ကြံတဲ့လူအရှိမလော့စပီကာနဲ့ကြော်ညာရတာမင်းကိုဆွဲပြီးတော့မှဖခင်ရဲ့မျက်နှာပြောင်းပြန်လက်ခိုင်းဖခင်ရဲ့အကြံစီကဗာလဲပြောင်းလူတွေရဲ့အကြံစီပြောင်းဒီနေ့ကျွန်တော်ဘွားကိုအကောက်ကြံနေတဲ့လူတွေနော်အတင်းတော်ကိုမကောင်းကြံနေတဲ့လူတွေအားလုံးကဗာလဲပြောင်းပြန်ကျွန်တော်မင်းချိုးဆွဲရမယ်ဟာလေလုယာဘုရားသခင်လူမျိုးတော်တွေကိုဘုရားသခင်ရွေးနှုတ်ထားတဲ့လူတွေကိုအကောက်ကြံနေတဲ့ပြောင်းပြန်မင်းချိုးဆွဲရမယ်နော်ဟာမန်ကဲတို့ကြည်စမ်းအဲ့တော့အေးတထာတွေကပူရင်ပွဲတော်ကဘာလဲဆိုတော့လေအနေငယ်ပြောချင်တယ်ပူရင်ပွဲတော်ဆိုတာကရှေးခေတ်ပါရှန်အင်ပါယာဆိုတာအီရန်ကိုပြောတာလက်ထက်မှာဂျူးလူမျိုးများလူမျိုးတုံးတုတ်တင်ခံရမဲ့ဘေးမှာကဲတင်ခံရတဲ့အထိမ့်မပွဲဖြစ်တယ်ပူရင်ပွဲဆိုတာဟေဘရဲစကားနဲ့ lot လို့ခေါ်တယ်စေးတန်ဆိုတာသူတို့က lot ချတာအဲ့တော့ဒီဟာမန်ကိုသူစဉ်းစားတာဂျူးလူမျိုးတွေကိုဘယ်နေ့တတ်မလဲဘယ်နေ့ရှင်းမလဲလို့သူစဉ်းစားတဲ့အခါမှာကျတော့သူရဲ့စစ်တီတော်တွေကဗာလဲဈေးတန်ချလိုက်ပါဈေးတန်ချဆိုတာအန်စာတုံးလေးလိမ့်လိုက်ပါဘယ်နေ့ကြမလဲဆိုတာအဲ့တော့သူအန်စာလုံးလိမ့်မှကြတဲ့နေ့ကပူရင်လို့ခေါ်တယ်အာဒါဒီမှာကျမ်းစာမှာတော့ပြောတာနော်အဲ့တော့ခဏနေပြမယ်အဲ့ကျမ်းစာပိုင်အဲ့ဒီနေ့မှာသူတို့တပ်ဖြတ်မယ်လို့ပြောဒါပေမဲ့ထူးခြားတာကအဲ့ဒီလိုဈေးတန်ကြတဲ့တပ်ဖြတ်မယ်ဆိုတဲ့နေ့မှာသူကကျိုးမိတ်နဲ့အသေးသွားတာဟာမန်ကသူတည်သွားတဲ့အတွက်ကြောင့်အဲ့ဒီနေ့ကိုပါလဲဆိုတော့ပူရင်ပွဲဂျူးလူမျိုးတွေရဲ့အောင်ပွဲခံတဲ့နေ့သူ့မှာဖုံးကွယ်ပြီးတော့မှအဆက်တကွဲဖြစ်နေတဲ့ identity ကိုလွတ်လပ်စွာကြွေးကြော်ပြီးတော့မှငါတို့ကဂျူးလူမျိုးဖြစ်တယ်ဆိုတာကိုရဲဝံ့စွာဝန်ခံရတဲ့နေ့ဖြစ်တော့ဒီနေ့သင်ဘဝတက်တာတွေမှာလျှို့ဝှက်ထားတဲ့ຢာနော်မပြောပြနိုင်တဲ့ຢာရှင်မေရှိမှငါဂျူးလူမျိုးမဟုတ်ပါဘူးကိုယ့်ရဲ့ identity အစစ်ကိုဖုံးပြီးတော့မှနော်လျှို့ဝှက်စွာရှက်ကြောက်ပြီးတော့ဖုံးကွယ်ပြီးတော့နေရတယ်ဆိုရင်အဲ့ဓာတွေအားလုံးကိုဝင့်ကြွားစွာနဲ့နော်ဘုရားရှိခိုးကြွေးကြော်ပြီးအောင်ပွဲခံနိုင်တဲ့အခွင့်ကိုဘုရားပေးမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဘုရားရဲ့လူမျိုးဆိုတာကဗြိဉ္ဉ်လူတွေဖြစ်တယ်ဗြိဉ္ဉ်ရှိတော်သူတွေကိုရှင်ဘင်ကိုတော့မှမျက်နှာတာပေးဖို့အတွက်ဘုရားကလုံနိုင်တာဖြစ်တယ်ရန်တူတော်မှပါလဲဆိုတော့အော်သွားတယ်သူ့ကိုတပ်ဖြတ်ဖို့အတွက်ဂျူးလူမျိုးတွေကိုလှုပ်ကြံမှုအတွက်အကောက်ကြံထားတဲ့အရာအားလုံးကပါလို့စန့်ကျင်ဘက်တွေဖြစ်လာပြီးတော့မှအကောင်းတွေအားလုံးကကျွန်တော်စီရောက်လာဒါကဘုရားရွေးချယ်ထားတော်သူတွေမျက်နှာတာခံရတော်သူတွေအဲ့တော့ဣသတာဝတ္ထုကို27 20အတူဖတ်ကြည့်အောင်ဝမ်းမြောက်ခြင်းနဲ့ပျော်မွေ့ကခြင်းတို့14ရက်အဲ့တော့အခုအီရန်နိုင်ငံကဟာမန်ကဲ့သို့တော့ခါလမာနီကနော်လူမျိုးတုံးတပ်ဖြတ်မယ်ဆိုပြီးကြွေးကြော်တဲ့လူကတေဆုံးသွားတဲ့နောက်2ရက်မှာအစ္စရေးနိုင်ငံမှာငါတို့ကအောင်ပွဲခံပြီအေးတထာဝတ္ထုတွေကပူရင်ပွဲကိုသူတို့ခံကြွ
ကြွေးကြော်ပြီးပါလို့ဆိုလွတ်မြောက်ရှင်ရပြီဖခင်ငါတို့ဘက်မှာရှိပြီအဲ့ဒီနေ့မှာဘာလို့စမ်းစာမှာပြောတယ်အခုသူတို့အခုအဲ့ဒါလုပ်တယ်အဲ့ဒီပွဲနေ့မှာတဲ့သူတို့ကတကယ် costume တွေပေါ့ဂျူးလူမျိုးစစ်ဖြစ်ကြောင်းကိုအရင်တော့ကဂျူးအင်ဂျီတွေနော်ဟေဘရဲအင်ဂျီတွေမဟုတ်ဘူးအဲ့ဒီနေ့မှာအားလုံးဝတ်ကြတယ်ကျွန်တော်ဒီမှာပွဲလုပ်တဲ့အခါအားလုံးလီဆူအင်ဂျီဝတ်လာပါတော့အကုန်လုံးဝတ်လာဟုတ်တယ်မလားအခုဝတ်တဲ့လူရှိလားရှိတယ်လေဒီမှာနော်ဟိုမှာမြေစပြလေနော်လီဆူဖာစစ်အဲ့လိုပေါ့ဂျူးလူမျိုးတွေကလည်းအမြဲတမ်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒီပွဲနေ့မှာလူတိုင်းဝတ်တယ်လူကြီးရောကလေးရောဂျူးလူမျိုးတွေရဲ့အစင်တစားနဲ့အပြည့်ဝဝတ်ပြီးတော့မှငါတို့ဂျူးလူမျိုးဖြစ်တယ်ဖျားရွေးလို့တော့လူမျိုးနော်ကြောက်ပြီးတော့နေစရာမလိုတော့ anti semitism ငါတို့ကြောက်စရာမလိုတော့အခုယောပမှာတမိုင်းတစ်လျှောက်လုံးဂျူးလူမျိုးတွေကိုမုန်းတီးပြီးတော့မှတန်းပေါင်းများစွာတပ်ဖြတ်ခဲ့တဲ့တမိုင်းရှိတယ်အခုဒီပူရင်ပွဲတော်မှာသူတို့မကြောက်တော့ကာလမာနီတေပြီးနောက်နေ့ရက်မှာဒီပွဲကျင်းပါတယ်အဲ့ဒီမှာဘာလုပ်လဲဆိုတော့လက်ဆောင်ပေးကြတယ်တယောက်နဲ့တယောက်ပါလဲဟာနော် present chain တွေလုပ်လက်ဆောင်တွေပေးပြီးတော့ဘာလုပ်လဲဆိုတော့ကျမ်းစာဖတ်တယ်ဘာကျမ်းကိုဖတ်လဲလို့ထင်တယ်အထူးသဖြင့်အဲ့ဒီပူရင်ပွဲမှာအိတ္တထာဝတ္ထုကိုဖတ်ကြတယ်နော်ကဘာဦးထွက်မြောက်ရာတို့ပညာတိကျမ်းမဖတ်ဘူးအဲ့ဒီပူရင်ပွဲမှာလူကြီးကလေးအားလုံးကအိတ္တထာဝတ္ထုကိုဖတ်ကြတယ်ဒါကြောင့်မို့ဖျားသခင်ကနံပါတ်1နောက်ွယ်မှာမမြင်ရတော့လဲပဲအလုတ်လုတ်တော့ဖျားဖြစ်တယ်ဒါကြောင့်ဘာပြောချင်တော့ယုံကြည်ပါပြောရအောင်ယုံကြည်ပါယုံကြည်ပါအိတ္တထာ44ထဲမှာကြည့်အိတ္တထာကသူ့ကိုဖျားခန့်ထားတဲ့နေရာမှာဖျားရဲ့အကြံစီရှိတယ်ဆိုတော့သူဝန်ခံမှုဖြစ်တယ်တခါလေကျွန်တော်ရှိတဲ့နေရာမှာဖျားရောရှိသေးလားငါဒီမှာဘာလို့နေရတာလဲဖျားအကြံစီရှိတယ်အိတ္တထာဆိုစဉ်းစားကြည့်သူ့ရဲ့နိုင်ငံမှာမနေရအောင်မိဘမရှိတော့မိဘမဲ့ဖြစ်တယ်တိုင်းတစ်ပါးနိုင်ငံမှာသူနေရတော့လေမိဖျားဆိုတာမယုံကြည်တဲ့ဘယင်ကိုသူယူထားရတာဟုတ်တော့ပြောမစဲခုခေတ်မယုံကြည်တဲ့အိမ်တော်ပဲပြုထားတာဒါတော့မှဖျားအကြံစီရှိတယ်ဖျားကပြောလေမင်းကိုဒီနေရာမှာထားတာဟာဆိုရင်လူမျိုးတစ်ခုလုံးကဲတယ်မဟုတ်ဒီနေ့တင်မပြောဘူးဆိုရင်လူမျိုးတစ်ခုလုံးပြတ်တုံရတော့မယ်အဲ့တော့အိတ္တထာကအမတန်ရေးကြီးလာပြီဒီနေရာမှာတင်းအုပ်ဆရာတွေအရေးမကြီးတော့ဒီနေရာမှာရှင်ဘင်းတွေတခြားဟိုမူတော်မတ်တော်တွေအရေးမကြီးတော့ဒီနေရာမှာစီးပွားရေးလုပ်ငန်းရှင်တွေအရေးမကြီးတော့ဘူးဗျဒီနေရာမှာရိုးရိုးအိမ်ရှင်မလေးဘုရားသခင်ခန့်ထားတဲ့အိတ္တထာကအရေးကြီးလာပြီဟာလေလုယာဒါကြောင့်တင်းကိုထားတဲ့နေရာမှာဘုရားအချမ်းရှိတယ်ဆိုတော့ဝန်ခံပါတင်းဟာအမတန်ထူးခြားတော်သူဖြစ်တယ်တင်းအားဖြင့်တင်းမိသားစုနဲ့အတင်းတော်နဲ့လူမျိုးတစ်ခုလုံးကကောင်းကြီးခံစားမှာဖြစ်တယ်ဒါကြောင့်ယုံကြည်ပါရဲရင်ပါအိတ္တထာကမိဖုရားနော်ပြောမစရင်အာနာဘာမရှိဘူးရှင်ဘုရင်ရဲ့ရှေ့တော်မှာဝင်ဖို့တော်မှဘုရင်ကအမိတ်ပေးမှဝင်လို့ရတာအဲ့ချိန်မှာ तू ဘာပြောဆိုအမိတ်မပေးဘဲငါတော့ပြောရင်ငါတေမှာပေါ့တဲ့ဒါပေမဲ့ तू ဘာပြောဆိုကျမအတွက်ဆူတောင်းကိုပါအစာရှောင်ပြီးဆူတောင်းပါကျမသွားမယ်တကယ်လို့ကျမတေရမယ်ဆိုရင်လည်းတေမယ်အသေးခံပြီးသွားမယ်လို့ပြောတာ तू ကတကယ်လို့သွားပြီးတော့မှအကျိုးဖြစ်ထွန်းနေဆိုလူမျိုးတစ်ခုလုံးချမ်းသာရမယ်တတိရှိတော့ရဲဝံ့တော့နော်ဧတထာဖြစ်တယ်အက်စတာသူတယောက်ကြောင့်မို့လူမျိုးတစ်ခုလုံးကအခုထိဣတေလလူတွေကအခုထိရှိနေတာတမိုင်းကြောင်းကရှိနေတာသူတယောက်ကဒါအဲ့လိုမဝင်ပဲနဲ့မပြောပဲနဲ့နှုတ်ဆက်နေခဲ့မယ်ဆိုရင်ဣတေလတမိုင်းကပြတ်သုံးသွားပြီဘာလို့လဲဆိုတော့ရှူရှန်မင်းကြီးအဲ့ဒီခေတ်က empire ကအမတန်အာဏာကြီးတာနော်နံပါတ်3မှာပြောအောင်အနံပါဘုရားသခင်ထဲမှာရာအလုံးအနံပါအဲ့ဒီလိုအနံခြင်းကစိတ်ချမှုဖြစ်တယ်ဖ
ဖခင်ရဲ့အကြံစီကိုယုံကြည်တာဖြစ်တယ်အဲ့ဒီလိုအနံ့ချင်းတဲမှာဖခင်ကကြီးမားစွာအမှုပြုမယ်ကျွန်တော်မတတ်နိုင်တဲ့တရားနဲ့အမှုပြုမယ်ဆိုတာယုံကြည်တယ်ဒါကြောင့်လူတွေမြင်တဲ့အမြင်ကိုပြောင်းပြန်ပြောင်းလဲစေတာကဘုရားဖြစ်တယ်လူတွေအကြံစီထားတဲ့အကြံစီကိုပြောင်းပြန်ဖြစ်စေတာကဘုရားဖြစ်တယ်ဟာမန်ကအမတန်အာနာကြီးတော်လဲသူ့ထက်အာနာကြီးတဲ့ရှင်ဘုရင်ကိုဘုရားမျက်နှာတာပေးလိုက်အခြေအနေကအလုံးဝပြောင်းသွားတယ်ဧတထာ4:14အနံပါနောက်ဆုံးတော့ဗာလဲဆိုတော့အားလုံးပြောဝမ်းမြောက်ပါနော်တင်းရဲ့ဘဝတက်တာမှာစိုးကျိုးတက်ရောက်တဲ့အရာတွေအားလုံးကိုဗာလဲဆိုတော့ဘုရားဝမ်းမြောက်ခြင်းဖြစ်စေမယ်မျောလင့်ချက်မရှိတဲ့နေရာကနေဘုရားကမျောလင့်ချက်ဖြစ်စေမယ်အခုကာလမာနီကနော်သူဘလောက်ပဲကြွေးကြော်ပြီးလုပ်နေတယ်ဆိုပေမဲ့ဗာလဲအခုကသူမရှိတော့တဲ့ခါကျတော့ဣသရေလလည်းပဲဗာလဲအမတန်စိတ်နဲ့ပေါ့ရပါတော့စိတ်အေးရတာမဟုတ်ရင်နျူကလ িয়ার လက်နက်ကရတော့မှာရလာရင်ဣသရေလကိုအရင်ဆုံးတိုက်ဖို့အတွက်မျှော်လင့်နေတာအခုကဗာလဲအကြံကအားလုံးပြိုလဲတော့ပြီထို့မြမကဘူးတကဘာလုံးမှာရှိတဲ့အီရန်လူမျိုးတွေအထူးဖြင့်ခရစ်ယာန်တွေနော်သူတို့နိုင်ငံနဲ့ထွက်ပြေးတိမ်းရှောင်တယ်ကျွန်တော်ပြောပြမယ်တစ်ချိန်လုံးကအီရန်နိုင်ငံကခရစ်ယာန်နိုင်ငံဖြစ်တယ်အဲဒါကြောင့်သိလားအီရန်နိုင်ငံတူရကီနိုင်ငံအီဂျစ်နိုင်ငံဂျော်ဒန်နိုင်ငံအားလုံးခရစ်ယာန်နိုင်ငံဘာဖြစ်လို့အခုခရစ်ယာန်မရှိတော့တာလဲမွတ်စလင်နိုင်ငံတွေဖြစ်ကုန်ဘာလို့မွတ်စလင်အစိုးရကဘာတိုင်းနဲ့အုပ်ဆိုးပြီးတော့ခရစ်ယာန်တွေကိုညှင်းဆဲတပ်ဖြတ်တဲ့အတွက်ကြောင့်အားလုံးထွက်ပြေးတိမ်းရှောင်ပြီးနိုင်ငံတစ်ခုလုံးကဒါအာရဗ်မွတ်စလင်နိုင်ငံတွေဖြစ်လာအရင်တော့ကဂျော်ဒန်နိုင်ငံတကယ်ခရစ်ယာန်နိုင်ငံအရင်တော့ကဗာလဲအီရန်နိုင်ငံခရစ်ယာန်နိုင်ငံအီဂျစ်ကခရစ်ယာန်နိုင်ငံတူရကီဆိုရင်အထူးသဖြင့်ခရစ်ယာန်အခြေတည်ခဲ့တဲ့နိုင်ငံဗျာဒိတ်ကျမ်းတွေကအတင်းတော့9ပါးအားလုံး9ပါးလုံးကတူရကီမှာရှိတာအခုတူရကီနိုင်ငံကလုံးလုံးမွတ်စလင်နိုင်ငံဖြစ်တော့တယ်ဒါပေမဲ့နောက်ဆုံးသောကာလဖြစ်တဲ့အတွက်ကြောင့်ဘုရားကတကြော့ပြန်လှည့်လာဒီနိုင်ငံတွေမှာခရစ်ယာန်တွေကို revival ဖြစ်ခိုင်းပြီးတော့ဘုရားပဲပြန်လှည့်လာအဲ့တော့နိုးထားမှုအကြီးအကျယ်ဖြစ်တာကအီရန်နိုင်ငံမှာကိုအဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာနိုင်ငံခြားမှာရောက်နေတဲ့နော်အီရန်နိုင်ငံတွေပြန်လို့မရတဲ့နိုင်ငံသားတွေအများကြီးကကျေးဇူးတင်တယ်နော်အမေရိကကျေးဇူးတင်တယ်ထရမ့်ကိုလည်းဗာလဲကျေးဇူးတင်တယ်သူတို့ရဲ့ကက်တင်ရှင်တွေနဲ့တော့တွေ့တာကက်တင်ရှင်ဆိုတာသူတို့ကိုကူညီပေးတဲ့နိုင်ငံကောင်းဆောင်ဘယ်တမရမှအဲ့ဒီလိုမလုပ်ပေးဘူးတဲ့ငါတို့ဆူတောင်းလာတာနှစ်30ကျော်ပြီတဲ့ဣသရေလကလည်းဗာလဲ thank you တကဘာလုံးကတော့ thank you လုပ်နေနောက်ဆုံးဗင်နီဇွဲလားနိုင်ငံသားတွေတော့မှထရမ့်ကို thank you လုပ်နေအားလုံး celebrate လုပ်အရင်တော့မကြိုက်ဘူးအခုတော့ဗာလဲ thank you Mr. Trump မကြိုက်တဲ့လူကတော့အခုလောလောဆယ်အများကြီးကြံနေတယ်ပေါ့နော်သတင်းမီဒီယာနဲ့ဒီမိုကရက်တော့အမေရိကန်မှာရှိတဲ့ဒီမိုကရက်ကျွန်တော်ပြောပြမယ် 25% ကအီရန်နိုင်ငံအစိုးရပြုတ်ကျရေးကိုလက်မခံဘူးအခု vote လုပ်တယ်အီရန်နိုင်ငံကိုနော်တရားမဝင်အစိုးရနိုင်ငံအနေနဲ့တတ်မှတ်ပြီးတော့ vote လုပ်တဲ့အခါမှာ Republican အားလုံးထောက်ခံတယ် Democrat က85%ထောက်ခံတယ်အဲ့ထက်မှာ 25% ကရှုံးချတယ် Democrat Party ထဲမှာ 25% က pro Palestine pro ဘာလဲ pro Palestine pro Muslim ဒါညင်းလို့မရဘူးဘာ vote မှာအမှပေါ်လာကျွန်တော်တို့ဒါသတိထားဘာဆိုတော့အမေရိကန်ကလွတ်လပ်တော်နိုင်ငံဖြစ်ပါတယ်နော်ဒါပေမဲ့လွတ်တော်ထိတိုင်အောင်တော့မှတခြားသောဘာသာတွေကအရန်တော်မှုလာတဲ့ခါကျရင်ဖြည်းဖြည်းချင်းနဲ့တော့ဆုတ်ယုတ်သွားမှာဆိုတော့ဘုရားသခင်ကအလုပ်လုပ်တဲ့ empire ထဲမှာဘာဘူးလုံ empire Medo Persia empire နော် Greece empire Roman empire နောက်ဆုံးဆိုရင်တော့အခု American empire ရှိတယ်ဒါပေမဲ့ဒါလည်းပြိုလဲသွားမယ်လို့ကျမ်းစာမှာပြောတယ်နောက်ဆုံးတော့ empire တစ်ခုပဲကျန်မယ်ယေရှုခရစ်တော်ရဲ့ empire ကခရစ်တော်ရဲ့ empire ကအဝေးမကျန်တော့ဘူးအခုနီးတစ်ထက်နီးလာပြီဘာလို့လဲဆိုတော့ဗိမာန်တော်တည်ဆောက်ဖို့ရှိလာပြီအခုကဘာလဲ prophet ပြည့်စုံခြင်းတွေကတကြော့ပြန်လဲလာဒါကြောင့်မို့ကျွန်တော်အသက်တာပြင်ဆင်ဖို့လိုတယ်နော်ဒီနောက်ဆုံးသောကာလအထဲမှာကျွန်တော်တို့အသက်ရှင်ရခြင်းကကျွန်တော်တို့အတွက်အမတန်ထူးခြားတဲ့အခွင့်အရေးဖြစ်တယ်နော်ဝိညာဉ်သက်တာနဲ့ကျွန်တော်တို့ရဲ့အသက်တာကိုတည်ဆောက်ဖို့အတွက်ဖြစ်တယ်